ဟုတ်မလန့်သွားနဲ့အောင်ငါပါမင်းရဲ့ချစ်ဆောင်တငယ်ချင်းလေးဟာတဲ့ဝါလေးမင်းလည်းတကားပိတ်မထားနဲ့ငါဝင်လာခဲ့လိုက်တာဘာလို့ဘာပြစားမင်းမျက်နှာမှာလည်းပေါင်နေချီပဲအဲ့လိုနေရလဲလာဒီနာတော့ထိုင်မျက်နှာမှာချီပဲဘာလို့ရှိနေတော့ပဲနော်ဒီနာလေးမအောင်ရှိနေတယ်ဒီနာလေးမအောင်ရှိရဒီနာလေးမအောင်တယ်ပေါင်းနေဒီလောက်များတာဘယ်အခန်းလဲတရှင်းလောက်မတောင်းမလားငါတီးပါရဲ့အားကြောင့်မို့လို့မင်းကလေးငါမရှိပါမှအဆင်မပြေဘူးဟုတ်တယ်မလားငါတီးရပါပြီးတော့စပိန်နေရလဲအမြဲရှုပ်ပွားနေရပဲလာငါကောင်းပြီးပေးမယ်ဟုတ်ပြီနော်လာရင်းနေအခုမှပဲတရလေးနဲ့ကြည့်လို့ကောင်းပါရဲ့မင်းဟုတ်ပြီဟိုလည်းငါပြောစရာရှိသေးတယ်ဒီအပိုင်းငါလည်းတိတ်မတွေ့ဖြစ်တော့ကြတော့ဘသူနဲ့ပေါင်းနေသေးလဲငါကမင်းကြောင့်သူ့တပ်ပူတည်ရဲ့ဘသူမှလည်းငါလောက်မျိုးကျူဆိုင်ပေးနိုင်မှာမဟုတ်အဲ့လက်ကမှာငါမင်းဘယ်ကိုသွားလဲဘာကြီးလောက်တက်လဲဘယ်ချိန်မှအိမ်လဲဘာကြီးစားတယ်လဲအဲ့ဒါဒီအကုန်လုံးငါသိပြီးသားကွာဟုတ်တယ်မလားအဲ့ဒါကြောင့်မို့လို့ငါ့ကိုစတဲ့ပြဖို့မစင်စားနဲ့ဒီနေ့မြင်ဝတာရဲ့အင်ဂျင်ရောင်းလေးလာရဲ့ငါလည်းအဲ့ရောင်းလေးပဲဝတာပဲငါလည်းစိတ်တူဝကြမလားခေါင်းနေနော်စိတ်တူပဲဝကြမယ်နောက်ကလည်းဘာဝင်မလဲဆိုတော့အယောင်အောင်ကျူပြောမယ်ဟုတ်ပြီလားအဲ့ဒါငါလည်းစိတ်တူဝလို့ရမှာလေအတီးရပါအားကြောင့်မလို့ငါကမင်းချစ်ဆုံးတငယ်ချင်းမင်းကလည်းငါ့ချစ်ဆုံးတငယ်ချင်းပဲဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ငါကိုဘာပဲနေအတိပေးရမယ်ပြီးသွားလို့ရှိရင်အမေဘာပဲဖြစ်ကွာငါ့ကိုအရင်ဆုံးပြောပြပေးရမယ်ဟုတ်တယ်လားโอเคဒါဆိုရင်တပေါ်တူရဆိုရင်ဆိုရင်အဲ့တော့အခုအဲ့တော့မအိတ်ချင်သေးလဲအဲ့တော့မင်းအမြဲနောက်ချမှာအိတ်နေအောင်ငါမသိဘူးနေတာငါတည်းအဲ့တော့ဒီနေ့တော့ဆော့အိတ်ကိုပေးရမယ်နောက်အဲ့တော့မျက်လုံးလေးမိတ်တော့Good night ပါချစ်ဆုံးတငယ်ချင်းလေးတာ